အားလုံးပဲမင်္ဂလာပါဟိုင်မိုပါဟိုင်မိုကတော့ခုလက်ရှိ dental assistant အနေနဲ့လုပ်နေပါတယ်ဟိုင်မိုတစ်ခေါက်ကတော့တင်ဘူးတယ် floss အများနဲ့ဆွဲကြဖို့ floss ကတစ်နေ့ဘယ်လောက်ဆွဲရမလဲလို့မေးတဲ့ခါကျရင်အနည်းဆုံးတော့3ခါလောက်တော့ဆွဲစီခြင်းနဲ့ပြောရရင်တော့အစာစားပြီးတိုင်းဆွဲရမယ်အစာဆိုတာဘယ်လိုမျိုးလဲဟိုင်မိုတို့ကတကယ် meal အကြီးကြီးစားတော့မှအစာလို့တတ်မှတ်ကြရတယ်ညားတယ်ဆိုတော့မဟုတ်ဘူးအမှန်တကယ်တော့ဘာအစာစားတွေလို့ဟိုင်မိုတို့ကတတ်မှတ်တယ်နော်အစာစားပြီးတိုင်း floss ဆွဲပါ even though ဆရာကဘယ်လိုတောင်ပြောလဲဆိုလို့ရှိရင် coffee တောက်ရင်တော့မှ coffee မှာပါတဲ့အဆီးတွေအချိုဓာတ်တွေနဲ့သွားက floss ဆွဲဖို့လိုတယ်လို့ပြောပါတယ်အစာစားပြီးတိုင်း floss ဆွဲဖို့ဟိုင်မို post လေးတစ်ခုတင်ခဲ့ပူပါတယ်ဆိုတော့ဒီတစ်ခေါက်ကျတော့ဟိုင်မိုဘာပြောချင်တာလဲဆိုတဲ့အခါကျတော့သွားတိုက်တာကိုပြောပြချင်တာဖြစ်ပါတယ်ဆိုတော့သွားကတို့ဘယ်လိုတိုက်ကြလဲဒီလိုတွေဘာတွေကိုတို့တွေဖြတ်တိုက်တယ်တို့တွေတိုက်တယ်ဆိုတော့တရောထိုးတယ်လို့လက်ကကျင်သားရနေပြီအဲ့လိုမျိုးတိုက်ကြတဲ့အခါကျတော့ဒီသွားနဲ့တဖုံးနဲ့ဂျာဒီထိတ်လေးတွေမှာဖြည်းဖြည်းနဲ့တဖုံးတွေကပြုံးလာပြီးတော့အဲ့ဒီသွားဒီ sensitive တအားဖြစ်တယ်ရေတောင်းရင်ရေတောင်းရင်ကျင်းနေစားတဲ့ခံစားမှုမျိုးဖြစ်ကြတယ်သွားကိုဒီလိုမျိုးဖြတ်တိုက်တာတွေခုချင်ရစပြီးတော့မလုပ်ပါနဲ့တော့သွားကိုဘယ်လိုတိုက်လဲဆိုရင်အပေါ်သွားဆိုရင်အပေါ်ကနေအောက်ကိုတိုက်ပါအောက်သွားဆိုရင်အောက်ကနေအပေါ်ကိုပြန်တိုက်ပါဘယ်လိုနည်းနဲ့တိုက်လဲဆိုရင်သွားတစ်ချောင်းချင်းစီကို serially တိုက်စီချင်ပါတယ်ဒီတွင်းရနေဆိုရင်ဒီလိုမျိုးသွားတိုက်တယ်ကိုပေါ်ကနေအောက်ကိုဆွဲချမယ်သွားတိုက်တန်ဒီ၃ချောင်းစလုံးကိုမိတယ်ဆိုပေမဲ့ဟိုင်မော်တို့ကတစ်ချောင်းလို့ပဲတတ်မှတ်ပါတယ်ဆိုတော့ဒီသွားတစ်ချောင်းကို9ခါကနေ10ခါထိတိုက်ပါဒီလိုမျိုးဟိုင်မော်တို့ကဒီလိုဖြတ်တိုက်ရင်သွားရဲ့မျက်နှာပြင်ပေါ်မှာပဲ brush တွေကရောက်ပြီးတော့သွားကြတဲ့ကို brush တွေကမရောက်နိုင်ပါဘူးသွားကြတဲ့မှာရှိတဲ့အစာတွေကိုပါထုတ်ပြီးသားလည်းဖြစ်သွားတယ်သွားတစ်ချောင်းကြီးစီကိုလည်းတေချာတန်ရှင်းနေတာလည်းဖြစ်သွားတယ်နောက်ကိုရောက်သွားခဲ့ပြီဆိုရင်နောက်မှာရှိနေတဲ့သွားဒီသွားရဲ့နောက်ဆုံးနေရာကိုလည်းတိုက်ဖို့မမေ့ပါနဲ့အပြင်ပြေးသွားပြီဆိုရင်အတွင်းကိုပြန်တိုက်ပါမယ်ဒီအတွင်းပတ်ဒီအမလို့ပေါ်သွားကိုဖြစ်တဲ့အတွက်အပေါ်ကနေအောက်ကိုဆွဲချပြီးတော့တိုက်သွားပါတစ်ချောင်းကို9ခါကနေ10ခါထိကောက်လုပ်ပြီးတော့တစ်ချောင်းချင်းစီတိုက်ပါဆိုတော့ရှေ့သွားရောက်ပြီရှေ့သွားရောက်တဲ့ခါမှာဒီသွားတိုက်တံကိုဒီကနေဒီထိကိုတစ်ခါလို့သတ်မှတ်ပြီးတော့ရှေ့သွားအတွက်အစားကနေအစုံတိုက်ပေးပါအစားကနေစပြီးတိုက်လိုက်တယ်နောက်ကိုရောက်လာတယ်အတွင်းကိုပြန်သွားတယ်ဒီမှာပြန်ဆုံးတယ်အပေါ်အတွက်ပြီးသွားပြီဆိုရင်အောက်သွားကိုရောက်လာပါမယ်အောက်သွားဒီလည်းစတိုက်မယ်ဆိုရင်ဒီတောင်းအောက်နောက်ဆုံးသွားကနေစတိုက်ပါမယ်ဆိုတော့သွားတိုက်ရင်ဒီ brush နဲ့အောက်ကနေပေါ်ကိုတစ်ချောင်းကြီးစီသူ့ရဲ့သွားတိုက်တဲ့ brush လေးချောင်းကြီးစီရအောင်အောက်ကနေပေါ်ကိုတိုက်သွားပါဆိုတော့ဒီရှေ့ကိုရောက်လာပြီအရှိကိုလည်းဒီလိုမျိုးတိုက်သွားမယ်တပတ်ပြန်လဲပါပြီဒီနောက်ကိုရောက်ပြီပြီးရင်အတွင်းကိုလည်းဒီလိုမျိုးဟုတ်လားပြန်တိုက်ပါဆိုတော့ဒီအောက်ကအောက်သွားဘယ်လိုတိုက်မလဲသွားတိုက်တယ်ကိုစားကနေဆုံးတစ်ခါစားကနေဆုံးတစ်ခါဆိုတော့ဒီလိုနည်းနဲ့တိုက်သွားတာအားလုံးတစ်ပတ်လည်းပြည့်သွားပြီဆိုလို့ရှိရင်တော့ဒါသွားတိုက်တာနှီးစနစ်မှန်မှန်နဲ့နေ့တိုင်းမနက်တစ်ခါညတစ်ခါဒီလိုနည်းနဲ့တိုက်ပေးဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်တစ်ခုကကြတော့သွားနှုတ်ထားတဲ့လူသွားမရှိတဲ့လူဆိုတော့ဒီလိုမျိုးပေါ့သွားနှုတ်ထားခဲ့တယ်ခုမှသွားမရှိနေဘူးဆိုလို့ရှိရင်သွားတိုက်ဖို့ကဒီလိုမျိုးသွားမရှိတဲ့နေရာရဲ့ဒီဘက်ချမ်းဒီသွားအတွက်ပေါ့အဲ့ဒီသွားအတွက်ကိုဟိုင်မော်ကဒီလိုလဲတိုက်ပေးရမယ်ဒီဘက်သွားအတွက်ကိုလည်းဒီလိုလဲတိုက်ပေးရမယ်ဆိုတော့ဒီသွားကို360နန့်နေအောင်တိုက်ပေးဖို့မမေ့ပါနဲ့နော်ဟိုကသွားတွေကျိုးနေခဲ့တယ်သွားတွေကျိုးနေခဲ့တယ်ဆိုရင်ကျိုးနေတဲ့နေရာရဲ့ဒီနေရာလေးရှေ့ပေါ့နော်သွားကျိုးနေတဲ့နေရာရဲ့ဒီဘက်ရှေ့သွားကိုတိုက်မယ်ဒီဘက်အနောက်သွားကိုလည်းတိုက်ပေးမယ်ဂျားထဲကိုဝင်ပြီးတော့တိုက်ပါနော်360ဝင်ပြီးတော့တိုက်ပါနော်ရှေ့သွားဆိုလဲဒီမှာသွားကျိုးနေတယ်ဒီဘေးနေရာလေးနော်အဲ့သွားကိုတိုက်ပါမဟုတ်လို့ရှိရင်အဲ့မှာအစာတွေကပ်ပြီးတော့သွားပိုးစားနိုင်ပါတယ်ဒါကတော့သွားကျိုးနေတဲ့လူအတွက်သွားတိုက်ရမယ်ဆိုရင်ဘေးတွေမှာ360နန့်နေအောင်တိုက်ပေးဖို့ပြောချင်တာပါတိုးကျုံပြောရရင်ဒီလိုဘေးတိုက်တွေတိုက်နေတာတွေကိုဒီနေ့ကစပြီးတော့ရပ်လိုက်ပါတော့မတိုက်ပါနဲ့တော့သွားတိုက်တယ်ဆိုရင်စိတ်ထဲကနေသွားတိုက်တဲ့အချိန်လေးကိုတေးချလေးပေးပြီးတော့ကိုသွားတိုက်နေတာပါလားသွားတစ်ချောင်းကြီးစီပေါ်မှာစိတ်ထားပြီးတော့တိုက်ပေးပါသွားတစ်ချောင်းချင်းစီကို serially အစလိုက်တိုင်းတိုက်မယ်နောက်ထိရောက်သွားပြီဆိုရင်အတွင်းကိုပြန်လာပြီးတော့တိုက်ပါနော်ထိုနည်းတူစွာအပေါ်ကောအောက်ကောတိုက်မယ်အပေါ်ကနေတိုက်မယ်ဆိုရင်သဖုံးကနေဆွဲချပါအပေါ်ကနေအောက်သွားဆိုရင်သဖုံးကနေပေါ်ကိုဆွဲတင်ပါဆိုတော့တစ်ချောင်းချင်းစီဖြည်းဖြည်းချင်းတိုက်ပါမြန်တိုက်လို့မပြောင်းပါဘူးဖြည်းဖြည်းချင်းနီးစနစ်မှန်နဲ့တိုက်မှသာပြောင်းမှာဖြစ်ပါတယ်သဖုံးတွေသွားတွေကနူးညံ့တာကိုပဲကြိုက်ပါတယ်အရန်ကြမ်းတမ်းကြီးလုပ်ပါနဲ့သွားကအစာစားပြီးတိုင်းမတိုက်နိုင်တာဖြစ်တဲ့အတွက် floss ကိုအစာစားပြီးတိုင်းဆွဲချင်ပါတယ်။ floss ဆွဲတာကဟိုင်မောဘာပြောချင်တာလဲဆိုရင် floss ကိုသွားထဲဝင်ပြီးတော့ဝင်လိုက်ထွက်လိုက်နည်းနဲ့ဆွဲတာ floss ဆွဲတယ်လို့မခေါ်ပါဘူး။ floss ကိုဒီလိုမျိုးလေးထည့်လိုက်မယ်။ထည့်ပြီးရင်ဒီဘက်ကိုကောက်ကလေးကိုစောင်းပြီးတော့
ဒီဘက်သွားအတွက်1 2 3 4 5ကပြီးရင်ဒီဘက်ပြန်လှည့်လိုက်ပါဒီဘက်သွားအတွက်1 2 3 4 5ကဆွဲပေးပါဆိုတော့ဂျားလေးကိုတစ်ခါဝင်ပြီဆိုရင်တို့ဒီနှစ်ဖက်ဆွဲပေးရမယ်1 2 3 4 5ဒီဘက်ပြန်လှည့်မယ် floss လေးကို1 2 3 4 5 floss စဆွဲရင်ဆွဲလေးမရှိရလို့ဆိုရင်သွေးထွက်ပါတယ်သွေးထွက်ရင်မကြောက်ပါနဲ့ဆက်ပြီးတော့ဆွဲပါ floss ဆွဲနေကြဖြစ်သွားတဲ့ခါကျရင်သွေးထွက်မှာမဟုတ်တော့ပါဘူးတွားနဲ့သကုံးကျမကြီးကောင်းသွားရင်သွေးရထွက်မှာမဟုတ်တော့ပါဘူးဆိုတော့အစာတွေညံ့နေတာတွေများလာခဲ့ရင်တွားထဲမှာအစာတွေကျွင်းကျန်နေဖြစ်ပြီးတော့ကြောက်တယ်နိုင်ပါတယ်ကြောက်တယ်တဲ့ခါမှာဟိုတော့ deep cleaning လို့ခေါ်တဲ့တွားကြောက်ချစ်တဲ့treatment ကိုယူရတာပေါ့ဒီခါကျရင်ဒီနားလည်းပြင်မှန်းနဲ့သကုံးတွေလည်းတွေအများကြီးထွက်တယ်ဆိုတော့အဲ့လိုမျိုး deep cleaning တွေလုပ်စရာမလိုအောင်အစာစားပြီးတိုင်း floss ဆွဲဖို့နဲ့သွားတိုက်လို့ရှိရင်လည်းနီးစနစ်မှန်မှန်နဲ့ပုံမှန်လေးတိုက်ပြီးဖို့အဲ့မှာပြောပြချင်ပါတယ်ဆိုတော့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်